အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့အဆဝဲ developer ကဆောက်လုပ်မယ် Omodel ဆို2.0 ကွန်ဒိုလေးနဲ့မိတ်ဆက်ပေးပါစီရှင်ဒီကွန်ဒိုလေးอ่ะဆိုလို့ရှိရင်ဘေးဒင်၃လုံးပါဝင်မှာပဲဖြစ်ပါတယ်ဘေးဒင် A နဲ့ဘေးဒင် C ကဆိုလို့ရှိရင် foreign quota ဝယ်ယူရရှိနိုင်မယ်ကွန်ဒိုဗီဒီလေးပဲဖြစ်ပါတယ်ဗီဒီအေယာဆိုလို့ရှိရင် high rise condo အမျိုးအစားအနေနဲ့ထူးခြားချက်လေးပါဝင်တာပဲဖြစ်ပါတယ်ဒီ project လေးอ่ะဆိုလို့ရှိရင် PDF yellow line 1 station နဲ့လည်း0 meter အကွာအဝေးမှာတည်ရှိပြီးတော့အစိမ်းလိုင်းဆံမရုံးကိုလည်းတမတ်တိုင်းသွားလာလို့ရပြီးတော့အနီလိုင်းကိုလည်းဒီကနေပြီးတော့တစ်ဆက်တည်းသွားလာလို့ရမှာပဲဖြစ်ပါတယ်အရှိတောင်အာရှမှာအကြီးဆုံးဖြစ်လာမဲ့ဘန်ကောက်မော်နဲ့လည်းအနီးဆက်ဆုံးမှာတည်ရှိတဲ့အပြင် Imperial Samaron Mega Bana တို့ကိုလည်းအလဲတကူတွာလာနိုင်မှာပဲဖြစ်ပါတယ်။ဒါအပြင် education နဲ့အနေနဲ့ကတော့ international school များစွာတည်ရှိပြီးတော့ကျန်းမာရေးအနေနဲ့လည်း hospital များစွာတည်ရှိတဲ့နေရာမှာတည်ရှိတာဖြစ်တဲ့အတွက်ကြောင့်မိသားစုတွေအနေနဲ့ရွေးချယ်ဝယ်ယူရမယ့်ကွန်ဒိုလေးထဲမှာပါဝင်တာပဲဖြစ်ပါတယ်ရှင်။ဈေးနှုန်းအနေနဲ့ကတော့2 million ဘတ်ကနေစတင်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။အခန်းမျိုးစားလေးအနေနဲ့ကတော့1 bed so 1 bed double asset 1 bed so closer 1 bed plus ဆိုပြီးတော့ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်တဲ့အပြင်အခန်းတိုင်းမှာလည်း fully furnished နဲ့ပါဝင်ပြီးသားဖြစ်ပါတယ်ရှင်။ဒီ project လေးရဆိုလို့ရှိရင်2029 quarter 2မှာစောက်လုပ်ပြီးစီမဲ့2.0 ကွန်ဒိုအမျိုးအစားလေးပဲဖြစ်ပါတယ်။ down payment အနေနဲ့ကတော့20% ပေးသွင်းရုံနဲ့အခန်းတစ်ခန်းပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်ရှင်။ဒီလိုမျိုးကောင်းမွန်တဲ့ကွန်ဒိုလေးကိုစိတ်ဝင်စားလို့အသေးစိတ်သိရှိလိုပါကကျမတို့ရဲ့ BKK Property Thailand ကိုအခုပဲဆက်သွယ်ဆောင်မှမြင်နိုင်ပါတယ်ရှင်။